ဟုတ်ကဲ့ကျွန်တော်ဒီနေ့တင်ပြချင်တဲ့ကိစ္စကတော့ soap and detergent ဟောတဲ့ကမ္ဘာမှာအကြီးဆုံးစီးပွားရေးလုပ်ငန်းအစုကြီးတစ်ခုတဲ့ပြည်နယ်300လောက်ရှိတဲ့လုပ်ငန်းစုကြီးအကြောင်းပြောပြချင်ပါတယ် soap ဆိုတာကတော့လွန်ခဲ့တဲ့တက်ပေါင်း9000လောက်ထဲကလူသားတွေစတီထွင်ပြီးတော့ဘေဘီလုံးနိုင်ငံမှာစပေါ်လာပြီးတော့တဖြည်းဖြည်းတိုးတက်တီထွင်ပြီးတော့အဲ့ရမှာတစ်ဆင့်အရှိလက်ပိုင်းအဲ့ရမှာတစ်ဆင့်ဥရောပကိုရောက်ရှိပြီးတော့အနောက်တိုင်းနိုင်ငံတွေမှာထွန်းကားလာခဲ့တဲ့ကြီးတို့စက်ပြတို့ဝှက်လျှော်တာတို့ကိစ္စကိုဆောင်ရွက်ရတဲ့ဒီတဲချက်တစ်မျိုးပါပဲအဲ့ရနေတစ်ဆင့်အမှာကျွန်တော်တို့လူသားတွေကရှားပါမှုကိုအခြေပြုတော့တိုးတက်မှုတွေဖြစ်ပေါ်လာပါတယ်အဲ့ဒါကတော့ပထမကမ္ဘာစစ်မှာဆိုရင်ဂျာမန်သိပ္ပံပညာရှင် Fritz Kuda နေတော့တည်ထွင်လိုက်တဲ့ရေနံဓာတ်ဝိဝါနဲ့ထူထောင်လိုက်တဲ့စက်ပြဓာတုဗေဒစက်ပြပေါ့နော်အဲ့ဒါကို detergent လို့ကျွန်တော်တို့ခေါ်ပါမယ်အဲ့ဒီအနေနဲ့စကျွန်တော်တို့ဒီနေ့ထည့်အောင်အမျိုးမျိုးတိုးတက်လာပါတယ်အဲ့တော့စက်ပြနဲ့ detergent နဲ့ကွာခြားမှုအဲ့တော့စက်ပြဒီလည်းကောင်း detergent ဒီလည်းကောင်း surface active compound တွေဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့က surfactants လို့ခေါ်ပါမယ်ဒီ surfactants တွေမှာစက်ပြလည်းပါပါတယ်ကျွန်တော်တို့လူတွေဒီဆောက်ထားတဲ့ artificial ဒီစက်ပြတွေပေါ့ detergent တွေလည်းပါပါတယ်အဲ့တော့ဘယ်ဟာအကောင်းဆုံးလဲဘယ်ဟာလို့မကောင်းဘူးလဲဆိုတော့ကျွန်တော်စက်ပြတွေကတော့လူသားတွေတုံးခဲ့တာ2-5000လောက်ဖြစ်ပါပြီအင်မတန်နူးညံ့တဲ့အတွက်ကြောင့်လူတွေရေချိုးလို့ရတဲ့ဝှက်ချော်လို့ရပါတယ်ဒါပေမဲ့စက်ပြတွေမှာအားနည်းချက်အကြီးကြီးကတော့ရေငံလို့ခေါ်တဲ့ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ပါတဲ့ရေတွေလည်းဆိုရင်အပြုံးမထက်ပါဘူးကြီးမပြောင်းပါဘူးဒါပေမဲ့စက်ပြရဲ့ကောင်းချက်ကတော့ biodegradability လို့ခေါ်တဲ့ဘက်တီးရီးယားတွေပိုးမွှားတွေကနေပြီးတော့ဓာတ်ပြောင်းသွားအောင်လုပ်တဲ့အတွက်ကြောင့်လူသားရဲ့ပတ်ဝန်းကျင်ကိုထိခိုက်ပါဘူးဒါပေမဲ့ detergent နေရာကျတော့လူသားပတ်ဝန်းကျင်ကိုထိခိုက်နေပါတယ်မြေချောင်းတွေမှာပျက်စီးစေပါတယ်အမြုပ်တွေထားပါတယ်ပင်လယ်ထဲမှာတော့အမြုပ်တွေထားစေပါတယ် detergent တွေက environmental impact တွေရှိတဲ့အတွက်ကြောင့် detergent အသုံးကတော့တဖြည်းဖြည်းလူသားတွေဆင်ញင်တိုးဆွဲရမှာဖြစ်ပါတယ်အဲ့တော့ detergent အကောင်းဆုံးလဲဆိုရင်အဲ့တော့မုတ်စိတ်ရည်တာဥပေါင်းရိတ်တာဆိုရင်ကျွန်တော်တို့ညနှလုံးသားသုံးရပါတယ်မုတ်စိတ်ရည်တာကိုသုံးရပါတယ်ထင်းခွက်ရင်ပေါက်စိတ်ကိုသုံးရပါတယ်လက်ခေါ်မယ်ဆိုရင်ပစိန်နဲ့ခေါ်ရပါတယ်အဲ့တော့မိမိသုံးတဲ့နေရာမှာမူတည်ပြီးတော့ပဲဒါကကောင်းတယ်လဲဆိုတာဖြစ်လာပါတယ်အဲ့လိုပဲ detergent တွေပါကျွန်တော်တို့အဝတ်လျှော်ရည်ချိုးရင်တစ်မျိုးမျက်နှာပြင်ရင်တစ်မျိုးတားရည်ပေါ်မှာသုံးရင်တစ်မျိုးဝတ်လျှော်ရင်တစ်မျိုးဆေးဝါးမှာသုံးရင်တစ်မျိုးစက်မှုမှာသုံးရင်တစ်မျိုးအလှကုန်မှာသုံးရင်တစ်မျိုးဆိုပြီးတော့ကျွန်တော်တို့အမျိုးစုံခွဲခြားပြီးတော့ specialization တွေလုပ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဆက်လက်တင်ပြချင်တာတော့ emulsifier တွေအကြောင်း detergent တွေအကြောင်းပါပဲ detergent ဆိုတာတော့ကျွန်တော်တို့ emulsifying power ပေါ့ကျွန်တော်တို့ HLB နံပါတ်နဲ့ပဲပြောပါမယ် HL နံပါတ်73ကနေပြီးတော့16အတွင်းမှာရှိတဲ့ပေါင်းတွေက detergent တွေပါပဲdetergent နေရာဆိုရင်စီတွေအညစ်အကြေးတွေကျွန်တော်တို့မြေကြီးကနေဖြစ်လာတဲ့စွန့်ထက်လာတဲ့ပစ္စည်းတွေကိုဖယ်ရှားပေးနိုင်တယ်မဟုတ်ဘူးဖြစ်ပါတယ်သူက detergent တွေဟာကျတော့ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ရှိတယ်အလုံးလုံးနဲ့ပါတယ်သူတို့မှကျွန်တော်တို့ surface active compound တွေကိုပြန်ပြီးတော့ကြည့်ရင်ကျွန်တော်တို့ hydrophilic head လေးတွေမှာ negative ဖြစ်နေရင်ကျွန်တော်တို့ anionic လို့ပြောပါမယ် anionic ကတော့ LEBS ဆို SLES ဆို SLS တို့ကကျွန်တော်တို့ထင်ရှားတဲ့ကြီးချွတ်နိုင်တဲ့ detergent တွေဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့က cat ironic လို့ခေါ်တဲ့အဲဒီကုနာ hydrophobic ခေါင်းလေးမှာ head molecule မှာ cat positive charge ရှိလို့ရှိရင် cat ironic detergent လို့ခေါ်ပါမယ်အဲ့လိုပဲ positive ကို negative ကိုမပါတဲ့ surface active compound တွေကိုကျွန်တော်တို့က non ironic လို့ခေါ်ပါမယ် non ironic တွေကတော့ခြေချွတ်နိုင်တာအမြုပ်ထွက်တာနေပေမဲ့
သူကကြီးကျွနိုင်တဲ့အစွမ်းတွေအများကြီးရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့စေဝါနဲ့အလှကုန်တွေမှာသုံးတဲ့အဓိကသုံးတဲ့ပစ္စည်းတွေဆိုရင် non ionic detergent တွေဖြစ်ပါတယ် non ionic surface active compound တွေဖြစ်ပါတယ်အဲ့လိုပဲ pH ပေါ်မူတည်ပြီးတော့ positive negative ပြောင်းတဲ့ molecule တွေကြတော့ကျွန်တော်တို့က amphoteric surfactant တွေလို့ခေါ်ပါတယ် amphoteric တွေမှာ pH dependent မဖြစ်တဲ့အပိုင်းတွေရှိပါတယ်အဲ့ဒါကိုတော့ကျွန်တော်တို့ ceta ionic လို့ surface active compound လို့ခွဲပြီးတော့ပြောကြပါမယ်အဲ့တော့ဒီ surface active compound တွေ detergent တွေပုံမှာမူတည်ပြီးတော့ကျွန်တော်တို့အသုံးတွေအမျိုးဆုံးရှိပါတယ်အဲ့တော့ anionic surfactant တွေအများဖြင့်လျှော်ခြင်းဖွတ်ခြင်းခြေချွတ်ခြင်းလုပ်ငန်းတွေမှာအဓိကသုံးပါတယ် cat ionic တွေကကျတော့ပိုးသတ်နိုင်တဲ့အစွမ်းရှိတဲ့အတွက်ကြောင့် cat ionic တွေကိုကျွန်တော်တို့ကပိုးသတ်ဆေးတွေနောက်ဆေးဝါးတွေနောက် antiseptic လို့ခေါ်တဲ့ပုံမှန်တန့်စင်တဲ့ဆေးရည်မှာသုံးပါတယ် amphoteric လို့ခေါ်တဲ့ compound တွေကကျတော့ကျွန်တော်တို့အင်မတန်နူးညံ့သိမ်မွေးတဲ့အတွက်ကြောင့်မျက်နှာသစ်ဆက်ပြာတို့ကျွန်တော်တို့ betaine လို့ခေါ်တဲ့ molecule တွေဆိုလို့ရှိရင်အင်မတန်ကိုနူးညံ့တဲ့ကြောင့်ခေါင်းလျှော်ရည်တို့မျက်နှာသစ်စပါးတို့မှာသုံးပါတယ်အဲ့လိုပဲကျွန်တော်တို့ ceta ionic တွေကတော့ဓာတ်ခွက်ကနေမှာဆမ်မက်ပြီးလို့ပေါက်ပြီးတို့ရင်းကိုဖယ်ရှားခြင်းဝတ်ထုတ်ခြင်းကိစ္စတွေမှာသုံးပါတယ်အဲ့ဒါလေးကိုမျိုးစုံသုံးပါတယ်အဲ့တော့ဒီ detergent တွေကိုကျွန်တော်တို့ကတွဲဖက်ပြီးတော့လည်းသုံးပါတယ် anionic နဲ့ cat ionic ကရောလို့မရပါဘူးကောက်တာအရှင်းရှိပါတယ်သို့တော်လည်း non-ionic တွေကဆိုရင် anionic နဲ့လည်းတွဲနိုင်ပါတယ် cat ionic နဲ့လည်းတွဲနိုင်ပါတယ်အဲ့လိုတွဲလိုက်ရင်သူရဲ့ properties ကပုံမှုပြီးတော့ကောင်းလာပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုသုံးမလဲဘယ်လောက်သုံးမလဲဆိုတာကမိမိအသုံးချတဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ HFD value တွေအတွက်ပြီးတော့ကျွန်တော်သုံးပါတယ်ကျွန်တော်ဒီနေ့တင်ပြချက်ကိုဒီကုန်းချုပ်အနေနဲ့တင်ပြခြင်းတာကတော့ immersion တွေရဲ့အခန်းကဏ္ဍဖြစ်ပါတယ် immersion တွေဟာဆိုလို့ရှိရင်ကျွန်တော်တို့မွေးခြင်းမှာအမင်းတို့ကိုစိုးရပါတယ်အဲ့ဒါအမင်းတို့ကလည်း immersion ပါပဲကျွန်တော်တို့နည်းနည်းလေးကြည့်လာတော့ထောပတ်တွေစားပါတယ်ဒါလည်း immersion ပါပဲကျွန်တော်တို့ margarine စားရတာလည်း immersion ပါပဲကျွန်တော်တို့ဘဝမှာစာဝတ်နေရေးမှာအစားအသောက်တွေအားလုံး extreme ရတဲ့ immersion ပါပဲအဲ့တော့ကျွန်တော်တို့စားတော့တဲ့အစားအစာတွေဒီ margarine ထောပတ်တွေအပြင်ကိုစားတော့ကုန်တွေမျိုးစုံဟင်းချက်နဲ့ကျွန်တော်သုံးပါတယ်အဲ့တော့တဘာဝ emulsifier တွေလည်းသုံးပါတယ် artificial emulsifier တွေပဲသုံးပါတယ်သုံးခြင်းအပြင်ကျွန်တော်ဘဝမှာစားဝတ်နေရေးဝတ်လျှော်ရင်လည်း emulsifier ပါပဲကျွန်တော်ကုန်ထုတ်ဓာတ်တွေလာလို့ခေါ်တဲ့ရေနံဓာတ်တွေလုပ်ငန်းမှာရေနံစိမ်းတွေကိုကျွန်တော်ရေဘူးနဲ့ immersion နဲ့လုပ်ပြီးတော့ emulsifier နဲ့ထည့်ပြီးတော့မှကုန်းပေါ်ရအောင်ပုတ်ထုတ်တင်ပါတယ်ဒါလည်း immersion ရဲ့နည်းပညာပါပဲအဲ့လိုပဲကျွန်တော်စေပညာနဲ့အလှကုန်တွေမှာ micro encapsulation လို့ခေါ်တဲ့နည်းပညာကြီးသုံးပါတယ်သုံးပြီးတော့ကျွန်တော်တို့အခုစေဝါးတွေအလှကုန်တွေကိုအသေးအသေးတီထွင်လို့မျိုးသုံးချနေကြပါတယ်အဲ့တော့ immersion နည်းပညာကိုနားလည်အဖြစ်ဘဝမှာစက်မှုလုပ်ငန်းတွေမှာတထုအလုပ်လုပ်ပြီးဆိုရင်ကျွန်တော်တထု tip တွေကိုလုံးလုံးရည်လေးချပြရတယ်အဲ့ဒါချက်စုကြီးကတော့လည်းဥနဲ့လို့ပြောပါတယ်အဲ့ဒါလည်း immersive နဲ့လုပ်တဲ့ immersion ပါပဲအဲ့တော့ဘဝမှာကျွန်တော်တို့တိုင်းပြည်တိုးတက်ခြင်းရင်းဒီပညာအခန်းကဏ္ဍမှာဒီ chemical ကိုအခြေခံတဲ့ immersion တွေကြောင့်ကြဲပြန့်ပြန့်ရှိစေချင်ပါတယ်အထူးသဖြင့်ဒီနေ့တင်ပြခြင်းတော့ phase inversion temperature method လို့ခေါ်တဲ့ PID ပါပဲ PID ဆိုတာကကျွန်တော်တို့ non ionic surfactants ရဲ့အပူချိန်ပေါ်မှာမူတည်တော့ပြုံးဝင်အားတွေအပြောင်းလဲဖြစ်ပါတယ်သူကအေးတဲ့အချိန်မှာဆိုလို့ရှိရင် temperature တိတ်လို့ရှိရင်သူက wine water ဖြစ်ပြီးတော့ temperature မြင့်လို့ရှိရင်သူက water and wine ပြောင်းသွားပါတယ်အဲ့ဒါကိုပြန်ပြီးအေးခံလိုက်လို့ရှိရင်သူကအင်မတန်တည်မြဲတဲ့ wine water အင်မတန်မှုန်တင်းငယ်တော့အမှုန်လေးဖြစ်ပြီးတော့ wine water ဖြစ်ပါတယ်
အဲ့တော့ကျွန်တော်တို့အင်မတန်ကျက်ပြန့်တဲ့သိပ္ပံမြန်တစ်ခုဖြစ်တဲ့ဒီမရှင်ဒီပညာကိုလေ့လာခြင်းအပြင်မိမိတို့ဘဝရောစက်မှုလုပ်ငန်းတွေရောအကုန်လုံးမှာတိုးတက်စားသောက်ကုန်ဒီပညာတွေရောတိုးတက်မှုရရှိကြပါလေလို့ကျွန်တော်ဆုတောင်းပြီးတော့တင်ပြလိုက်ပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေ